အားလုံးမင်္ဂလာပါ Trader X မြန်မာ community ကနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်ဒီနေ့ analyze လုပ်ပြမှာတော့ Ripple က company ကထုတ်ထားတဲ့ XRP ကို analyze လုပ်ပြသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီ XRP ကိုကြည့်မယ်ဆိုရင်လောလောဆယ် weekly chart ကနေစကြည့်အောင်နော်ကျွန်တော် weekly chart မှာကြည့်မယ်ဆိုရင်လောလောဆယ်ဒီနေရာမှာကျွန်တော်တို့ fair value gap အတီးတီကျွန်တော်ရှင်းနေအောင်တွေ့ရလိမ့်မယ်ပထမတစ်ချိန်လုံးကသူဒီ market ဒီအပေါ်တက်သွားတယ်ဒါပေမဲ့အပေါ်တက်ဖို့မလွန်လောက်တဲ့ခါမှာဒီအောက်က liquidity ကိုပြန်လာပြီးတော့ sweep လုပ်တယ်ဒီထိရောက်တယ်ဒါ 1.75 ထိရောက်တယ်ပြီးတော့ပြန်ပြီးတက်တယ်အခုသူကပြန်ပြီးတော့ market ကဆင်းလာနေတကယ်လို့ market ကဆင်းလာနေရင်ကျွန်တော်တို့ဘယ်နေရာကနေစောင့်ဝယ်မလဲပေါ့ဒါအရေးကြီးတာပေါ့နော်အဲ့တော့သူဒီဆင်းလာတာဒီဘယ်ထိကိုသူဒီပြန်ပြီးဖြည့်လာနိုင်လဲဆိုကျွန်တော်တို့သတိထားမှာဒီ 1.6 လောက်ကိုကျွန်တော်တို့သတိထားမယ်ဒါဒီသူဒီအောက်ကိုလည်းဆင်းလာနိုင်လို့ maybe ဒီအောက်ကနေပြန်ပြီး sweep ပြီးတော့ပုံပြန်တက်သွားလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါ weekly စုံရပါတော့ကျွန်တော် daily ကိုတစ်ချက်စီးကြည့်အောင် support resistance သမားတွေဆိုရင်တော့သိပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ကောင်းကောင်းကြီး support တစ်ကြောင်းရှိနေတယ်ဆိုတာကိုပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ zone မှာဘယ်နေရာနေဝယ်မလဲပေါ့အဲ့တော့ကျွန်တော်တို့ daily candle မှာတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဝယ်ဖို့ဖြစ်နိုင်တာဒီ wick ကနေပြန်ပြီးဝယ်ဖို့ probability ရှိတယ် maybe ပေါ့နော်ကျွန်တော်တို့ဒီကိုဆင်းလာပြီးတော့ဒီလိုပြန်တက်သွားလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြီးကျွန်တော်တို့ဝယ်ဖို့ပေါ့နော်အကယ်လို့ဒါသူကဒီ wick ကမတားနိုင်ဘူးဆိုရင် selling pressure ကိုသူမတားနိုင်ဘူးဆိုရင်ဘယ်ထိဆင်းသွားနိုင်လဲဆိုရင်ကျွန်တော်တို့သတိထားမှာဒီ 1.7 ကိုဆင်းနိုင်တယ်အဲ့ 1.7 ဒီမှာအဲ့ liquidity ထပ်မလောက်ဘူးဆိုရင်သူဒီ weekly မှာရှိခဲ့တဲ့ဒီ gap ကို maybe ပြန်ဖြည့်ပြီးမှပြန်တက်သွားလဲဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့တော့ကျွန်တော်4 hour တစ်ချက်ဆင်းကြည့်အောင်4 hour မှာကြည့်မယ်ဆိုရင်လည်းထွေထွေမရှိပါဘူးဒီ zone မှာပဲဒါဒီ high probability ရှိရဲ့ဒီ 2.1ဒီ2နာတစ်ဝိုက်ပေါ့နော်ကျွန်တော်2နာတစ်ဝိုက်ကိုပြန်ပြီးဆင်းလာနိုင်ဖို့ရှိရဲ့အဲ2နာတစ်ဝိုက်မှာပဲ XRP ကိုဝယ်ဖို့စောင့်နေတဲ့သူတွေကတော့ဒီ zone မှာဝယ်တာအကောင်းဆုံးပါပဲဒါဒီကျွန်တော်ဒီfinancial မဟုတ်ပါဘူးကျွန်တော်လေ့လာရတဲ့လောက် analyze ပဲဖြစ်ပါတယ်ဒါလုံးကျေးဇူးတင်ပါတယ်